စော်ဘူးစမြပွဲတွေထဲမှာဒီပွဲကအကျန်းဆုံးပဲဘာလို့ကျန်းလဲဆိုစောက်ရက်တိုက်ပြီးတော့တမန်သက်သက်ပြောတာဒီကိုတို့ပဲဗီဒီယိုစောအောင်ကြည့်လိုက်တော့ဗျာဒီယိုဒရဘစ်ကအိုင်ယူကောကြီးလို့အိုးနေကတော့အဖေလာခေါ်မယ်အနေသားဖြစ်နေပွဲကမစားသေးဘူးဟိုဘက်ကသူ့ယူတာဒါဖော်ကင်ရနေအဲအကြောင်းကျွန်တော်တို့ဝိုင်းပြီးကျုံးပြီးလိုက်တော့တာအဲ့လိုကျုံးလို့ကောင်းတယ်ဖြစ်နေတယ်ပြီးကိုရီးပဲပြန်ခံရတော့မှာကွတီးနွားတီးတီးခံရတယ်ပွဲအကောင်တွေကကိုချင်းစာစိတ်ကူမရှိတာဒီကိုရီးဘက်အကောင်တွေကလည်းအလူတန်းရရောနေသလိုပဲသိလားစရုတိသာစားနေဟိုဘက်ကလည်းဝင်စားတာရောင်ကြီးဒါဖို့တော့လာမလို့လဲဆိုပြီးအတုံးကျုံးလို့တဲ့ကိုကြီးပဲပြင်အကျုံးခံနေဟိုဘက်ကစူးယူကလည်းအားနာလို့လားတော့မသိပါဘူးတာဝါနဲ့ဝင်ပြီးပြန်မထွက်တတ်ဘူးပြည့်နေသူကဇန်ကလည်း3ယောက်2ယောက်ထိုးဖို့ဆိုပြီးလာတာငါလည်းဘဲရမယ်ပလကာနဲ့စကေး1တွဲပြီးတီးပေးတယ်လောဘတဲ့မှာလည်း9လောက်ကောင်းတဲ့ကောင်ဘယ်သူမှမရှိဘူးပဲတင်တယ်လားအမှစကေး2အေဒီဆိုပြီးတီးတယ်တာလော့ပါရတာအဲ့တော့ရောပြောတာပေါ့ကွာရတဲ့အပြင်မှာဂါတို့ကကြပါထက်ရတော့ငါတော့တော်တော်လေးတန်သွားတယ်ပေါ့ကွာတန်သွားပြင်ဆန်းကလည်းပေါ်ကင်လာရပြီးတာဝါတဲ့ဒီအတင်းဇုံဝင်လာတော့ငါတို့ဇိုတီးပေးလိုက်တာပေါ့နောက်ဆုံးတော့လည်းဘယ်လိုပဲယုံရှုံးတာပါပဲပေါ့ကွာသိရပလားအနေထားတာမင်းတို့ပဲကြည့်လိုက်တော့ကျွန်တော်ညီကိုတွေဗျာကျွန်တော်တခုပြောချင်တာကျွန်တော်ကီကိုရစထိုင်းနေတာမလို့ဘရာသာတို့ဘက်ကအပန်းမကြီးဆိုကျွန်တော်အပေါင်းလေးနှိပ်ပြီးတည်ကြည့်နေဗျာအားလုံးကျေးဇူးတင်ပါတယ်